ဥယတိဥမချီထိုင်တီပြင်းပြပူတော့ကနေကြောက်ကြထိုဤတဤဤလင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမုံအဲ့လိုလေးဆုံးတတ်တယ်ကြပြရေးတဲ့နေရာမှာတော့နော်ဆရာတော်ကြီးကအတုမရှိလို့ပြောရမှာနော်အဲ့မဂဒေဝကျမ်းကြီးကိုနော်လေ့လာပြီးတော့ဖတ်ရှုတဲ့အလေးချင်းလှုပ်ကြည့်ဘယ်ပိုက်ကိုပဲဖတ်တချို့ဟာတွေတော့လည်းနားမလဲတာလေးတွေလည်းပါမယ်သူကပောရဏစကားတွေအဲ့တချို့စကလုံးတွေဟောတာတွေကြာတော့နားမလဲဘူးဒါကြောင့်တချို့ဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုနတ်ထပ်ပြီးတော့ဒါကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ကျမ်းကိုရေးနိုင်ဖို့တိတ်မလွယ်ဘူးတချို့ထပ်ပြီးတော့ဖွင့်ရတာတွေလည်းရှိတယ်မကားတွေဟောနော်အဲ့ဒါဒီမှာစတော်ကြီးရေးထားတဲ့ဒီတန်ရောစဉ်နဲ့ပတ်သက်တဲ့လင်္ကာလေးကတန်ရောစဉ်တရားရဲ့သဘောတဘာဝကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုတယ်ပေါ့တန်ရောစဉ်ကိုဆယ်စဉ်ဓမ္မဣပပကဘဝကုလိအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့မြဲလာပတ်နှောင်ကျိုးတန်လောင်တို့မချောင်ချက်တင်ဖွဲ့ချပြင်း၍ခပင်းပြောတူနတ်လူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဆန်တို့များအထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းခြင်းရမသွားတာကေကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကတိမ်မွေးလာသာဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးတဲ့တဘိုးလံကန်စစလွန်၍အပန္တရာဟရယ၌ဖွက်ထတိမ်မွေးချီနှောင်လစ်လျက်မရွေစအားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတိုင်၏လက်ကင်မတိမျက်စိမထင်ကျိုးဆယ်မြင်မြင်သို့တယ်မပြတ်ဆဲခွေပတ်ပြီးမလွတ်နိုင်ကြကိုဘဝဝေနင်းညညီးညူကြွကြွဆူနဲ့ညူညူဆူဆူဟိမ့်ဟဲဥ၍တီးဥမချိထိုင်တီပြင်းပြပူတော့ကနဲ့ကြောက်ကြထူဤတဤဤလျင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမို့ဒုက္ခတွေနဲ့ပဲအမြဲတမ်းပေးကြံနေတယ်ပေါ့နော်ကိုဘဝနော်ဘာလို့တော့ဒီနေရာကဘာလို့မလွတ်တာတော့လို့မေးရင်ကျိုးဆယ်ချောင်းကကိုကိုခြိထားလို့ဟုတ်လားဆက်ပြီးတော့ဦးဇင်းတို့ဗာပြောချင်တော့ဆိုတော့အဲ့ဒီကျိုးဆယ်ချောင်းထဲမှာဘယ်ကျိုးဟာဆိုးဆုံးလဲဘယ်ကျိုးကအဓိကအကျဆုံးလဲဆိုတာလေးကိုစဉ်းစားကြည့်ဖို့ဘယ်ကျိုးဟာဆိုးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးဟာအဆိုးဆုံးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုပြကြည့်မယ်နော်အဲ့ဒီတက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးကိုသာအပြည့်သက်ဖြတ်တောက်နိုင်မယ်ဆိုလို့ရှိရင်ကျန်တဲ့ကျိုးတွေကအချိန်အနှင်းနဲ့အမြန်ဆိုလို့တေချာပေါက်ပြတ်ရမှာပဲသူမပြတ်သေးတဲ့မြတ်ကျန်တဲ့ကျိုးပြတ်ဖို့မျှော်လင့်ချက်မရှိဘူးသူပြတ်ပြီးပြီဆိုလို့ရှိရင်တော့ကျန်တဲ့ကျိုးတွေကတိတ်မကြဘူးအလွန်ဆုံးကာမဘုံဘဝ9ဘဝလောက်နေပြီးရင်အကုန်လုံးပြတ်တော့မှာဟုတ်လားဒါကြောင့်တက္ကာယဒိဋ္ဌိဆိုတဲ့ဒီကျိုးရဲ့သဘာဝကိုကောင်းကောင်းနားလည်အောင်ကြိုးစားရမယ်စောစောကလည်းပဲထိုင်လျောက်ပြောခဲ့ပြီးသားဒီတက္ကာယဒိဋ္ဌိနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ကလည်းပဲရသောအဖြစ်နားရည်ဝပြီးသားအကြောင်းအရာတစ်ခုပါနော်တက္ကာယဒိဋ္ဌိမူရင်းစကားလုံးပါဟုတ်လားတက္ကာယကာယဆိုတာအပေါင်းပဲတဆိုတာထင်ရှားရှိနေတာထင်ရှားဖြစ်နေတာဒိဋ္ဌိဆိုတာအဲ့ဒါရဲ့ပုံမှာအမျိုးမျိုးထင်နေတာထင်ရှားဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာအထင်မျိုးမျိုးမှားနေတာအဲ့ဒါကိုတက္ကာယဒိဋ္ဌိအကျဉ်းမြင်လေးပြောရရင်နော်အဲ့ထင်ရှားဖြစ်နေတာကဘာတုံးဆိုတော့ယုတ်ဓာတ်နန္ဓာတ်သဘာဝတရားတွေပေါ့အကြောင်းအားလျော်ဆိုတာဖြစ်နေတာပဲနောက်တစ်စုံတစ်ယောက်ကဖန်ဆင်းလို့ဖြစ်နေတာတော့မဟုတ်ဘူးသူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဟုတ်လားသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဒါပဲတော့စပြီးတော့ဖြစ်တာတော့ဘာတော့ညာတော့တွေးဖို့ဆိုတာတော့အရန်ကိုညံမသိမ့်စီနိုင်တဲ့အနေအထားကိုရောက်မှာနော်ဟုတ်လားခုလုံးလုံးစေဒီယုတ်ဒီနံကိုကိုယ့်ရဲ့ညံနဲ့သိလို့ရတဲ့အနေအထားကိုဝေဖန်ကြည့်ပိုင်းဖြတ်ကြည့်အခုဖြစ်နေတဲ့သဘာဝတရားလေးတွေကဘာကြောင့်ဖြစ်လဲသူ့အရင်ကဖြစ်ခဲ့တဲ့ယုံနံကိုပဲအမိပြုတ်ပြီးတော့အကြောင်းပြုတ်ပြီးတော့ဖြစ်နေတာပဲခုကြားတယ်ဆိုတာနားမရှိဘဲနဲ့မကြားရဘူးနော်အသက်မရှိဘဲနဲ့မကြားရဘူးနော်ဟုတ်တယ်မဟုတ်လားထပ်ထပ်ပြီးတော့အကြောင်းအကျိုးဆင့်ပြီးတော့ဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်ဒီကြားတာကိုပဲအကြောင်းပြုပြီးတော့စကလုံးတွေကိုအမျိုးမျိုးပုံဖော်မယ်စိတ်ထဲမှာအလုတ်လုံးမယ်မှတ်သားထားတဲ့သင်ညာတွေနဲ့ပေါင်းပြီးတော့အလုတ်လုံးမယ်ပေါ့နော်အဲ့မှာအတိပ္ပယ်ပေါ်လာပြီဆိုလို့ရှိရင်နားလည်မှုတစ်ခုရမယ်အဲ့ဒီနားလည်မှုကိုအခြေခံပြီးတော့ကောင်းတယ်ဆိုတယ်ခံစားမယ်အဲ့ဒီခံစားမှုကိုအခြေခံပြီးတော့ကောင်းရင်ကောင်းတယ်ထင်ရင်ကောင်းတယ်ထင်တယ်လို့တုံ့ပြန်မယ်မကောင်းမှုထင်ရင်မကောင်းမှုထင်တယ်လို့တုံ့ပြန်မယ်ဒီလိုသွားနေတာအဲ့ဒါတွေကဘယ်လိုလုပ်ဖြစ်နေတုံးဆိုသူ့အကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်တော့ဒီအချိန်မှာဒီလိုတရားစကားကိုနားထောင်မနေဘူးတဏှာမှာရောက်နေမယ်ဆိုရင်ဒီလိုယုံ nant မျိုးဒီလိုအနေအထားမျိုးဒီလိုအတွေးမျိုးဒီလိုစိတ်ကူးမျိုးဒီလိုခံစားချက်မျိုးဖြစ်လာကြကြောင်းမရှိဘူးအဲ့ဒီနေရာအဲ့ဒီအချိန်မှာအဲ့ဒီအကြောင်းတရားနဲ့နော်ဆက်ပြီးတော့အဲ့ဒီအကြောင်းတရားနဲ့နော်ဘယ်လိုပြောမလဲအဲ့ဒီအကြောင်းအားလျော်ဆိုတာဖြစ်နေမဲ့အကျိုးရလဒ်တွေပဲဖြစ်နေမယ်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒီဥစ္စာနော်အခုချိန်မှာတမင်းစားနေမယ်ဆိုလို့ရှိရင်
နောက်ထမင်းစားတာနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ကြောင်းကျိုးဆက်ဆက်ပြီးတော့ရုပ်တည်နေနေဆက်ဖြစ်နေမှာပေါ့ခုတရားနာနေတဲ့အခါကျတော့တရားနာတာနဲ့ပတ်သက်ဆက်ဆက်တဲ့သဘာဝတရားတွေထပ်ပြီးတော့ဖြစ်နေမယ်ပေါ့ဒါတော့တယောက်နဲ့တယောက်တော့ဖြစ်တာချင်းတူတယ်လို့တော့မဆိုနိုင်ဘူးနော်ဟိုဒီစကားသံကိုကိုဘလို့အဓိပ္ပာယ်ပေါ်မလဲကိုဘလို့နားလဲမလဲအဲ့ဒီမှာတယောက်နဲ့တယောက်ကွဲပြားသွားမယ်ပေါ့အဲ့ဒီနားလည်မှုကွဲပြားသွားတာကိုအကြောင်းပြုပြီးတော့ပြန်လဲတုံ့ပြန်မှုခံစားရမှုဘလို့နည်းနဲ့မှတယောက်နဲ့တယောက်မတူနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီသဘာဝတရားတွေဟာသူ့ဟာသူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာဘယ်တော့မှအစဖြစ်တာလဲဆိုတာကိုမစဉ်းစားနဲ့နော်အစကိုပြောလို့မရလောက်အောင်ရှည်လျားလာပြီလို့မြတ်စွာဘုရားအဲ့လိုဟောခဲ့တယ်အနတ်မတက်ခောယံတန်တာဟောဒီတန်တရားရဲ့အစဆိုတာပြောလို့မရလောက်အောင်နော်ဉာဏ်ထဲမှာမထင်ရှားလောက်အောင်ရှည်လျားခဲ့လာပြီလို့ဒီလိုပြောတာဟုတ်လားအဲ့တော့ပြောချင်တာကဘာလဲတက္ကာယဒိဋ္ဌိကိုပြောချင်တာနော်ဒီထင်ရှားဖြစ်ပေါ်နေတဲ့သူ့အတူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တက်တက်သဘာဝတရားအစုကိုဒကာသမတို့ဦးဇင်းတို့တွေကအမျိုးမျိုးထင်နေတယ်ဘလို့ထင်နေတော့ပုဂ္ဂိုလ်တ attva လို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်အဲ့ဒါနဲ့ပတ်သက်ဆက်ဆက်ပြီးတော့ငါဟာလို့ထင်တယ်သူဟာလို့ထင်မယ်ငါနဲ့ယဉ်နေတဲ့လူလို့ထင်မယ်ငါနဲ့မယဉ်နေတဲ့လူထင်မယ်မျိုးမျိုးပေါ့နော်မဆုံးနိုင်ဘူးတက္ကာယဒိဋ္ဌိကိုခြေခံပြီးတော့ထက်ပြီးတော့လွဲသွားတာမှားသွားတာတွေအများကြီးမရှိဘူးလားတကယ်တမ်းကပြင်စဉ်းစားကြည့်တယ်ပေါ့နော်ဒီတက္ကာယဒိဋ္ဌိကိုအခြေခံပြီးတော့ပဲလောဘဒေါသတွေကပြင်းပြင်းထန်ထန်ဖြစ်ကြတာဒါကိုယ့်အကိုလေးမိသလောက်ညံလေးနဲ့တွေးကြည့်တာအကယ်၍တက္ကာယဒိဋ္ဌိသာမရှိဘူးဆိုလို့ရှိရင်လောဘဒေါသတွေကအဲ့လောက်ပြင်းထန်စရာအကြောင်းမရှိဘူးဩကိုတတ္တဝါလို့ထင်လို့သာလျှင်ဆွဲမဲ့မှုကအကြီးအကျယ်ဖြစ်တယ်မကျေနပ်မှုကလည်းအကြီးအကျယ်ဖြစ်တယ်ဆိုကြပါစို့အခုတယောက်ကအောက်ကနေကိုယ်ကိုလှမ်းဆဲမယ်ဆိုရပါစို့နော်စိတ်တုံမယ်ပေါ့နော်နာမည်ခေါ်ပြီးတော့ဆဲလိုက်မယ်ဆိုစိတ်တုံမယ်ပြီးတော့မှဆင်းကြည့်တယ်ဟာအဲ့ဒါကလူမဟုတ်ဘူးစက်ရုပ်ကြီးပဲတကယ်လို့သာအဲ့လိုမြန်ဖြစ်မယ်ဆိုလို့ရှိရင်စိတ်တူအောင်မလားရေကျင်သိပ်တောင်ပေါက်သွားမှာနော်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာသိလိုက်တာနဲ့စိတ်ထဲမှာနော်ဒီဒေါသအတိုင်းတာအများကြီးလျှော့ကြမသွားဘူးလားလျှော့ကြသွားတယ်ဟုတ်လားအဲ့ဒါလိုပဲဆွဲမဲ့မှုဆိုတာလေတွက်ကြည့်သဘာဝတရားတက်တက်ဆိုတဲ့အမြင်ရှိလို့ရှိရင်ဒီလောက်ကြီးမဆွဲမဲ့ဘူးပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှားမှုကိုအခြေခံထားမယ်အဲ့ဒါပါနေမယ်ဆိုရင်တော့ဆွဲမဲ့မှုကရှိတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တ attva လို့ထင်တဲ့အထင်ကလေးကိုနားလည်မှုရှိအောင်အများကြီးစဉ်းစားကြည့်နော်ဒါတည်းမလို့ကျိုးဆယ်ချောင်းထဲမှာဘယ်ကျိုးဟာအရေးကြီးဆုံးတော့အဓိကကြဆုံးလို့မေးရင်တက္ကာယဒိဋ္ဌိပဲသူမှားယွင်းမှုကြီးပဲလေတကယ်တမ်းအဲ့ဒီမှားယွင်းမှုကြီးကိုအားနည်းသွားအောင်နောက်ဆုံးပျောက်ဖို့ဆိုတဲ့မျှော်မှန်းခြင်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒီသတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားကြရတာကိုကမှားယွင်းနေတာကဘယ်ပုံမှာမှားယွင်းနေတာလို့မေးဒီယုတ်ဒီနာဒီသဘာဝတရားရဲ့ပုံမှာပဲမှားယွင်းနေတာဒီခန္ဓာ၅ပါးရဲ့ပုံမှာပဲမှားယွင်းနေတာဒါကြောင့်သူ့ပုံမှာမမှားယွင်းအောင်သူ့ကိုပဲသတိထားပြီးတော့ကြည့်ကြရတာနော်ရှင်အနန္ဒာကိုရှင်ပုံနာမထေရကနော်မှန်ကိုဥမာပေးပြီးတော့ဟောတဲ့တရားဒေသနာလူတိုင်းကြားဘူးနော်မှန်ကိုအစွဲပြုတ်ပြီးတော့မှန်ထဲမှာပုံရိပ်ကြီးထင်လာဟုတ်လားအဲ့ဒါလိုပဲခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ငါလို့ထင်တဲ့သူလို့ထင်တဲ့ဆိုတဲ့အဲ့ဒီအထင်တွေတက္ကာယဒိဋ္ဌိတွေဟာဖြစ်လာတယ်အဲ့လိုဆိုလို့ရှိရင်ဒီကာလမတ်ဦးဇင်းတို့တွေဒီခန္ဓာ၅ပါးကိုအစွဲပြုပြီးတော့ဖြစ်လာတဲ့ဒီမှားယွင်းမှုကိုဖျောက်ဖို့အတွက်ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာပဲအမြင်ရှင်းအောင်ကြိုးစားရမယ်အဲ့ဒီအမြင်ရှင်းဖို့အတွက်ဘာလို့ကြရလဲဆိုတော့တတိထားရဒီနည်းပဲရှိတာပဲသူကဘာလဲဆိုတာကိုသိဖို့အတွက်သူ့ပေါ်မှာတတိထားတဲ့နည်းတစ်ခုပဲရှိတယ်လို့ရှင်းရှင်းလင်းလင်းသိရတတိထားနေပါများမှသူ့အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ဒါဦးဇင်းကရိုးရှင်းရှင်းပြောကြည့်တာနော်ဒါကြောင့်သတိပဋ္ဌာန်ဘာဝနာကိုပွားများလို့ရှိရင်ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယခုနှစ်ခုမြောက်အကျိုးကျေးဇူးတွေတဲက6ခုမြောက်နဲ့ခုနှစ်ခုမြောက်အကျိုးကျေးဇူးနှစ်ခုကိုစဉ်းစားကြည့်နော်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုသတိတလက်ဆက်ထားနေအောင်ကြိုးစားလေ့ကျင့်ခြင်းအပြင်ညာယတ္တအဓိကမာယနော်ဉာဏ်ကိုရမယ်အသိဉာဏ်ပညာကိုရမယ်ဘယ်လောက်ထိမြင်မာတဲ့အသိဉာဏ်ကိုရမလဲသစ္စာလေးပါးကိုထွင်းဖောက်သိသည့်အထိမြင်မာတဲ့မဲ့ဉာဏ်လိုဉာဏ်မျိုးကိုရမယ်မဲ့ဉာဏ်ကိုရမယ်မဲ့ဉာဏ်ရတယ်ဆိုတာဝိပဿနာဉာဏ်မရဘဲနဲ့မရဘူးဝိပဿနာဉာဏ်ရပြီးမှမဲ့ဉာဏ်ရတာဒါဝိပဿနာဉာဏ်ဆိုတာဘာလဲတာမန်မြင်ဦးမြင်စဉ်သိဦးသိတဲ့သိတဲ့အသိမဟုတ်ဘူးအမြင်မဟုတ်ဘူးတာမန်ဖြစ်တဲ့ဓမ္မတို့ဦးဇင်းတို့တွေကယုံနာတွေကိုပုဂ္ဂိုလ်တ attva လို့သိတယ်နော်ယုံနာတွေကိုခိုင်မြဲတယ်လို့လည်းအဲ့လိုလဲမှားမှားယွင်းယွင်းသိနေကြသေးတယ်ဟုတ်တယ်ဒီလူကိုကြည့်လိုက်တယ်ကိုယ့်ကိုယ်လည်းကြည့်လိုက်တယ်ငါတို့ကလူလိုပဲထင်နေတယ်မထင်ဘူးလားထ
ထင်တယ်နော်ပြောင်းလဲမှုကိုမြင်ကိုမမြင်ဘူးမနစ်တုန်းကလူပဲအမေမွေးတရားစလူပဲဟုတ်တယ်ဒါငါအမေပဲဒါငါ तू ကမွေးထားတာဟာတယောက်တည်းဒီတိုင်းခိုင်မြဲနေတယ်လို့ဆိုတဲ့အမြင်ကရှိကိုရှိနေတယ်ဟုတ်တယ်မဟုတ်လားဒါအတိတ်နဲ့ပတ်သက်ပြီးတော့လည်းပဲခိုင်မြဲတယ်လို့ထင်တယ်အနာကလည်းပဲမသိမချင်းတော့ငါဘဝလေးကဘလို့နေအောင်မလဲဩဒါခိုင်မြဲတဲ့အနေနဲ့ပဲတွေးတာပဲဟုတ်လားဒါကတာမန်မြင်တဲ့အမြင်ပေါ့နော်လောဝိပဿနာဆိုတာအဲ့လိုမြင်တဲ့အမြင်မဟုတ်ဘူးတဘာဝတရားတက်တဲ့ပုဂ္ဂိုလ်တ attva မဟုတ်တဲ့တဘာဝတရားတက်တဲ့အဲ့ဒါကလည်းပဲမခိုင်မြဲသောနော်အတိအတိထက်ထက်ဖြစ်နေတဲ့သဘောနော်ဟိုတုန်းကယုံနာဟိုတုန်းကလူလို့မဆိုထားနဲ့ခုရင်လေးကဖြစ်ခဲ့တဲ့လူတော့မဟုတ်တော့ဘူးခုဟာကအတိဖြစ်နေပြီလို့အဲ့လိုသူမြင်တယ်ဟုတ်လားအဲ့ဒါလို့မတည်မြဲမှုကိုတကယ်ကိုပဲဒါငကိုတုန်းကဟာမဟုတ်ဘူးအတိထက်ထက်ဖြစ်နေတဲ့သဘောပဲလို့တော့တကယ်သိမယ်ဆိုလို့ရှိရင်အဲ့ဒီအမြင်ဟာအလွန်တရာမှစိတ်ကိုငြိမ်းအေးစေမယ်အလွန်တရာမှအမြင်ကိုရှင်းလင်းစေမယ်အဲ့ဒီမြင်မျိုးကိုဒါဝိပဿနာဉာဏ်လို့ခေါ်မှာပေါ့နော်အဲ့ဒါကိုစင်စက်မပြတ်ရင့်ကျက်အောင်ပွားများခြင်းဖြင့်ဘဝဟာတကယ်တမ်းပြောမယ်ဆိုရင်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်လို့ဒုက္ခသစ္စာကိုပိုင်နိုင်ပိုင်းခြားပြီးတော့သိမယ်ဆိုလို့ရှိရင်ဒီဒုက္ခသစ္စာရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေဆွဲမဲ့မှုတွေဟာသူ့ပိုင်းနဲ့သူအမြင့်ပြတ်ကုန်ခန်းသွားနိုင်တယ်အဲ့ဒါကိုမဲ့ညာပူညာအစဉ်စဉ်ရတယ်လို့ဆိုနိုင်တယ်ပေါ့သစ္စာ၄ပါးကိုသိကြတာနော်သစ္စာ၄ပါးကိုဝိပဿနာဉာဏ်ကိုရင့်ကျက်စေရင်ဖြင့်သိကြရမှာဟုတ်လားအဲ့တော့အဲ့ဒီဝိပဿနာဉာဏ်ရင့်ကျက်ဖို့ဝိပဿနာဉာဏ်ကိုရဖို့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာကိုသိဖို့မတည်မြဲဘူးဆိုတာကိုသိဖို့ကဘယ်နည်းနဲ့ပဲလုပ်ရမှာလဲလို့မေးရင်တတိထားတဲ့နည်းပဲရှိဘယ်ပုံမှာထားအမှာလဲလို့မေးရင်ကိုအထင်မှားမှုဖြစ်နေတဲ့ဒီယုတ်ဒီနာရဲ့ပုံမှာပဲတတိထားရဒါကြောင့်တရားဆိုတာပဲချင်းအာထုဝမှာလဲလို့မေးရင်ဘယ်လိုပြောတော့အချိန်တိုင်းအာထုဝမှာနှုတ်ကြနေတဲ့အချိန်တိုင်းဟုတ်လားအချိန်တိုင်းအာထုဝမှာအချိန်တိုင်းအာမထုတ်နိုင်ကြလို့တရားဓမ္မတို့ရောဦးဇင်းတို့ရောတော့ထိထိရောက်ရောက်အသိဉာဏ်ပွင့်လင်းမှုမရှိတာဒါပဲကိုယ့်ရဲ့လိုအပ်ချက်ကတချို့ကထင်ကြတာလေနီးတွေကများအားနေနေလို့လားတချို့ကအဲ့ဒီနီးကိုအလွန်ပြောတယ်အယံဝမ်းနေစရာကောင်းကိုယ်အမြင့်ထိရောက်အောင်မလုပ်ဖဲနဲ့ဒီနီးကိုထိရောက်အောင်လုပ်မကြည့်ပဲနဲ့ကိုယ်ချွေရင်ချက်ကိုမမြင်ဘူးဟုတ်လားအဲ့ဒါနီးရမြန်ဘလို့မြန်ဖြစ်လို့တော့ဟာဟိုဘုန်းကြီးဒီသွားမလို့လို့ဒီဘုန်းကြီးဒီသွားမလို့ဟိုနီးနဲ့လုံမကောင်းပါလို့ဒီနီးနဲ့လုံမကောင်းပါလို့ဒါကတခုတော့ရှိရနော်အဲ့နီးတွေကောင်းတယ်လို့ထင်တာနဲ့ပြဿနာမရှိသေးဘူးအဲ့နီးတွေကောင်းတယ်ဟိုနီးရတော့မကောင်းဘူးလို့ထင်ရင်ပြဿနာရှိအောင်ဆိုတော့ဒါမြတ်စွာဘုရားဟောထားတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်နီးကိုရိုးမယ်ဖွဲ့တာတကယ်တမ်းအန္တရာယ်ရှိတယ်လို့ဆိုခြင်းတကယ်တမ်းကတရားတို့တရားမြတ်ကိုမရရဘူးထိရောက်အောင်အသိဉာဏ်ကိုမရကြဘူးဆိုတာကိုယ့်ရဲ့ချွေရင်းချက်ပဲအဲ့ဒီချွေရင်းချက်ကဘာလဲလို့မြင်ဒါဥစဉ်မြင်တာကိုပြောမယ်နော်ဆွဲမြင်မလုံနိုင်တဲ့ချွေရင်းချက်ပဲဟုတ်လားနေ့လေတော့ဒကမာကြီးတွေလာပြီးတော့ဘုံဘုံကိုရှောက်ကြတယ်ထိုင်နှုံးလေးပဲအာယုံဆိုင်မိတယ်ထိုင်ရနေထားလိုက်ပြီးဆိုတာနဲ့ဝန်တို့ဝန်ဘိုးကိုပြစ်ချထားတယ်လို့ပြစ်ချတော့လွတ်လပ်ပဲသွားဟုတ်လားအဲ့တော့နောက်ဆိုလို့ရှိရင်ဒါဈဉ္ဉံလျှောက်တဲ့ကိစ္စကိုဂယုဆိုင်ပြီးတော့ဦးဇင်းတို့ကဆောင်ရွက်ပေးဖို့လိုအပ်တယ်ပေါ့နော်ထိုင်လိုက်တယ်ထိုင်ပြီးရင်လည်းပဲဈဉ္ဉံလျှောက်တဲ့အချိန်မှာပဲထိုင်တဲ့အချိန်မှာစိုက်တဲ့ဝါယာမမျိုးနဲ့ထိုင်တဲ့အချိန်မှာထားတဲ့စိတ်ထားမျိုးနဲ့ခြေလမ်းတလှမ်းမှမလွတ်စေရဘူးဆိုတဲ့စိတ်နဲ့လောက်ရမယ်ဝင်လေထွက်လေကိုတခုမှမလွတ်စေရဘူးဆိုတဲ့စိတ်နဲ့ရှုမှတ်တယ်လို့ခြေလမ်းတဲ့အခါမှာလည်းတလှမ်းမှမလွတ်စေရဘူးဆိုတဲ့စိတ်နဲ့လှမ်းမယ်ဟုတ်လားအဲ့လိုဆိုရင်တဏှာကြီးပြည့်အောင်ဈဉ္ဉံလျှောက်လိုက်မယ်တဏှာကြီးပြည့်လို့ပြန်ထိုင်ရင် तू ကအဆက်ပြတ်မသွားဘူးတဏှာကြီးထိုင်ထားတယ်တဏှာကြီးဈဉ္ဉံလျှောက်နောက်တဏှာကြီးထိုင်တဲ့အခါကျတော့2နာရီလောက်ထားတယ်အခုကအဲ့လိုမသွားဘူးတဏှာကြီးထိုင်နေဈဉ္ဉံမလျှောက်တော့ဘူးမင်းပြန်သွားပြီးတော့တုံလုံးလှဲနေလိုက်မယ်ဒါမှမဟုတ်စကားပြောနေတယ်ဘယ်မှာမှအမှတ်တရမပါတော့ဘာဖြစ်တော့နောက်တဏှာကြီးထိုးလို့အချင်းကြလို့လားထိုင်ပြီးစပြန်ပြီးတစ်ကဒါပဲလေဟုတ်လားသောတော်တော်ကအရင်တစ်ချိန်လုံးကထိုင်ထားတဲ့စုဆောင်းထားတာလေးကဘယ်နှကြပြောင်းနှစ်ပြောင်းပျောက်သွားမှမသိဘူးရအောင်ရှာကိုအောင်ဖြုံးဖြစ်နော်တဏှာကြီးလောက်ထိုင်လိုက်တယ်ပြီးရင်တဏှာကြီးလောက်နားပြီးတော့ဖြုံးပလိုက်တယ်နောက်ထပ်ပြန်စပြန်တယ်ဒီလိုနဲ့ချက်ချလဲပြောတော့ပြောကြမှာပဲတို့ဆရာတရားစခန်းပွဲဝင်တာဘယ်နှကြိမ်ရှိပြီတရားတွေကိုဝါသနာပါခဲ့တာနှစ်ပေါင်းဘယ်လောက်ရှိပြီအခုချိန်ထိဘာမှလည်းမဖြစ်သေးဘူးဘာမှလည်းမရသေးဘူးဘယ်ရမှာတော့မြတ်စွာဘုရားခိုင်းတဲ့အတိုင်းမှမလုပ်ဖဲဘူးဒါဥစဉ်တို့လည်းဒီတိုင်းပဲနော်တခါသမားတို့လည်းဒီတိုင်းပဲအခုချွေရင်ချက်ကိုနားလဲ